ရဟန်းရှင်လုံးမိဘပြည်သူများမင်္ဂလာပါခင်ဗျာတတိယမြောက်ညကြော်ဖြတ်ရမယ်တင်ញိုင်းအဋ္ဌံ3ရက်ညဖြစ်ပါတယ်အမေစုသားသမီးတွေအမေစုထောင်ထဲမှာမတည်သွားဖို့နေအကျေကျုံနဲ့နော်ချင်းချင်းကြက်ကြက်ရှင်တန်ပြီးတော့လက်ကြံဘွားလေးမှာမတည်သွားဖို့ခုစင်းမြင်မိတာလေးကိုအကြံပြုချင်ပါတယ်အမေစုသားသမီးများတည်တည်ချာချာတွေးပါအသက်80လက်ကြံချိန်အလုံးစုံ9နှစ်ပေါ့ဒါခမမိပြောတာကာစေဥဒုအာဟာရဖောက်ပြန်ရင်အချိန်မရွေးတည်သွားနိုင်တယ်နော်အမေစုကိုတကယ်ချစ်တယ်အမေစုကိုတကယ်ငြင်းညမ်းစေချင်တယ်ဆိုရင်ဒီလိုကွန်မန့်တွေများစွာတွေ့ရတယ်ပေါ့တခုလောက်စရာရှိတယ်စစ်တပ်ကပြောလို့လေနိုင်ငံရေးဆွန့်လွတ်ပါဆိုလို့အမေစုကဆွန့်လွတ်မှာမဟုတ်ဘူးရဟန်းတော်တွေဖုန်းတော်ကြီးတွေဆရာတော်တွေပြောလို့ဆွန့်လွတ်ပါဆိုလို့ဆွန့်လွတ်မှာမဟုတ်ဘူးသူ့ရဲ့သားသမီးတွေပြောလို့လည်းပဲဆွန့်လွတ်မှာမဟုတ်ဘူးနော်ဒါပေမဲ့အမေစုချစ်တဲ့ပြည်သူတွေပြောရင်တော့အမေစုရဲ့နိုင်ငံရေးကနားပါတော့အမေစုပေးဆက်တာတွေများလာပြီကြံတဲ့အချိန်ရှင်သန်ချိန်လေးကိုဘုရားရဲ့ဓမ္မတွေနဲ့ရှင်သန်နေထိုင်သွားပါတော့အမေစုတာဝန်ကြည်ခဲ့ပြီကျန်တာတွေကိုကျွန်တော်တို့ဘာသာကျွန်တော်တို့ကြိုးစားမယ်နော်အမေစုငြိမ်းချမ်းတာလေးကိုမြင်ကျင်လာပြီနော်အဲ့တော့နိုင်ငံရေးကနေအမေစုမလုံဘဲနဲ့နိုင်ငံရေးကိုဆွတ်လွတ်ပြီးတော့ဆရာချစ်သုံးဖို့ဦးစင်းတီထောင်တဲ့ဗုဒ္ဓသာသနာနှုတ်ခအသင်းကြီးတူတိုက်ပြည်နဲ့သာသနာအကျိုးဆွမ်းနိုင်ကမ္ဘာအကျိုးထိသွားလို့ရတဲ့နီလန်းကိုရွေးချယ်လိုက်ပါတော့ဒီလိုမျိုးအမေစုချစ်တဲ့သားသမီးတွေကဆူတောင်းရင်သို့မဟုတ်ဒီစကားပြောရင်တောင်းဆိုရင်အမေစုလက်ခံလိမ့်မယ်လို့နော်ဦးစင်းမြင်ပါတယ်အဲ့ဒီလိုဆိုလို့ရှိရင်နော်ယခုလက်ရှိအစိုးရသမ္မတကြီးဦးမင်းအောင်လှိုင်သို့မဟုတ်ယခုလက်ရှိအစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့မြန်မာတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေကလည်းအမေစုကိုထောင်ထဲမှာထားတာမျိုးနေအိမ်ကျေကျုပ်ထားတာမျိုးတွေကနေအကြောင်းတစ်ခုခုကိုအကြောင်းခံပြီးကင်းလွတ်ခွင့်ပေးနိုင်တယ်နိုင်ငံရေးသားမလုပ်ဘူးဆိုရင်အမေစုနော်မြန်မာအရေးကမ္ဘာအရေးကိုလည်းပဲဦးစင်းရဲ့အသင်းကြီးနဲ့အတူတွဲပြီးတော့အမေစုချစ်တဲ့ပြည်သူတွေနဲ့အတူပေါ့နော်အလုံးဆက်လုပ်သွားနိုင်တယ်ရှင်သန်သွားနိုင်တယ်ဗုဒ္ဓရဲ့ဓမ္မတွေနဲ့ငြင်းငြင်းညဉ့်ညံနေထိုင်သွားနိုင်တယ်အဲ့အတွက်အမေစုကိုတကယ်ချစ်တယ်ဆိုရင်ထောင်ထဲမှာမသေးသေးခြင်းဘူးဆိုရင်နိုင်ငံရေးကိုဆွန့်လွတ်ဖို့အမေစုသားသမီးတွေကိုယ်တိုင်ကနော်အစိုးရလူကြီးမင်းများကြားသည့်အထိမကပဲနဲ့အမေစုကြားသည့်အထိတောင်းဆိုရလိမ့်မယ်တောင်းဆိုသင့်တယ်လို့မြင်မိပါတယ်ဦးစင်းလည်းပဲနိုင်ငံတော်သမ္မတကြီးနဲ့တွေ့ခွင့်ရဖို့ပြောထားတာရှိတယ်ပေါ့အဲ့ဒါသဘောတူတယ်ဆိုရင်ဦးစင်းအနေနဲ့အမေစုကိုတွေ့ခွင့်ရအောင်တောင်းပြီးတော့နော်အမေစုရဲ့သားသမီးကိုယ်တိုင်ကတောင်းဆိုကြတဲ့အတွက်အမေစုရဲ့နိုင်ငံရေးကိုဆွန့်လွတ်ပြီးတော့ဗုဒ္ဓသာသနာနှုတ်ခအသင်းကြီးနဲ့တူနော်မြန်မာအကျိုးကမ္ဘာအကျိုးသွားလို့ရတယ်ဆိုတော့ကကနနရှင်းပြလို့ရပါကြောင်းလေးလေးနက်နက်တွေးကြဖို့